ကျမတို့ကလေရောက်ရဲတင်းတိမ်ရှင်းဆိုတော့တော်လွဲတွေထင်နေကြတယ်ပေါ့နော်အမှန်တကယ်အစစ်အမှန်ကတော့ကိုလောဘရှိသလောက်ကိုစူးစမ်းနိုင်တယ်တရက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်ကိုလုံနိုင်သလိုအလုပ်တွေစူးစမ်းနိုင်တယ်ကိုရဲ့လောက်အားခကိုအပြည့်အဝခံစားနိုင်တယ်တောင်းဆိုပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျမတို့ကတကယ်ကိုဖြစ်နေတာကကြတော့သူတစ်ပါးရဲ့ပစ္စည်းသူတစ်ပါးရဲ့ဟောင်ကိုဟာမဟုတ်ဘဲနဲ့လိုချင်နေတဲ့မတော်လောဘစိတ်အဲ့ဒီစိတ်ကိုတတ်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးမတော်လောဘစိတ်ရှိနေပြီဆိုရင်တော့ဒါကမရောက်ရဲမတင်းတိမ်တဲ့စိတ်ဖြစ်သွားပြီပေါ့နော်ဒါကိုကတတိပြုမိဖို့လိုပါတယ်ကိုထိမ့်သိမ့်မိဖို့လိုပါတယ်ကိုလောဘနဲ့ကိုညာစွမ်းရှိသလောက်ကိုခံနိုင်စွမ်းရှိသလောက်စူးစမ်းလို့ရတယ်ဒီအပေါ်မှာလောဘတက်လို့ရတယ်အများကြီးအလောက်ကင်တွေလုပ်လို့ရတယ်ပေါ့နော်ပြောချင်တာစောစောကပြောသလိုမတော်လောဘမတက်ဖို့ကိုပဲပြောရမှာဖြစ်ပါတယ်ကိုလည်းရှင်းရမှာဖြစ်ပါတယ်ပေါ့နော်